အားလုံးပဲမင်္ဂလာပါကျွန်တော်ထွန်းထွန်းလှိုင်ပါကဲဒီတစ်ခါတော့မြန်မာအသင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြော်ကြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဟွန်တိုင်းဖလားမှာထိုင်းကို2-0နဲ့ရှုံးတယ်အဲ့ဒီနှစ်ဂိုးလုံးကပယ်နယ်တီနဲ့ပေးရပြီးတော့ရှုံးသွားခဲ့တယ်ဂျပန်တိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေပေါ့ကျွန်တော်ဘာစောတကမှမတက်လို့ပါဘူး VAR ခန်းကကြည့်တဲ့သူတွေဆုံးဖြတ်ချက်ပေါ်မှာလည်းကျွန်တော်ဘာမှစောတကမတက်လို့ပါဘူးကိုယ့်ပေါင်ကိုယ်ပဲလှန်ထောင်းပါမယ်ဒါပါလဲဆိုတော့ကိုလုံးသိန်းလုံးထိုက်တဲ့အခွင့်အရေးကိုကိုရီအကောင်းဆုံးမယူနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့တွေထိုင်းတဲ့ပွဲမှာလိတ်ခဲတဲလဲဖြစ်ကြတယ်ဆိုတဲ့ရင်ဘတ်တူညီကိုတွေမောင်နှမတွေပြောခဲ့တဲ့အတိုင်းပဲနောက်ဆုံးမှာကျွန်တော်တွေပွဲလည်းမတင်ခဲ့ဘူးဒါပေမဲ့မလေးနဲ့ပွဲရောထိုင်းနဲ့ပွဲရောကျွန်တော်တွေအကောင်းဆုံးကစားနိုင်ခဲ့တယ်ဖိလစ်ပိုင်နဲ့ပွဲလည်းအကောင်းဆုံးကစားနိုင်ခဲ့တယ်လာအိုနဲ့ပွဲလည်းအကောင်းဆုံးကစားနိုင်ခဲ့တယ်ပွဲတိုင်းမှာအကောင်းဆုံးကစားနိုင်ခဲ့တယ်မြန်မာအသင်းခြေစွမ်းဒီပြကြီးအန်ဒါဆန်ရဲ့ပုံစံကျွန်တော်သဘောကျပါတယ်။ Okay ကောင်းမွန်ခဲ့တဲ့အပိုင်းတွေအများကြီးပါ4-3-3ကျွန်တော်တို့ပြပြနဲ့တရုတ်ဖော်ကစားနိုင်စွမ်းအမြင့်ဆုံးမရောက်သေးဘူးဒါပေမဲ့ကစားသမားတွေအားလုံး4-3-3ရဲ့ပုံစံ4-3-3သွားတဲ့တိုက်စစ်အခင်းချင်းနီးပြကြီးတွန်တယ်နဲ့နီးစနစ် view ဟာကစားသမားအချင်းချင်းနားလည်မှုဒီပိုင်းတွေပေါ်မှာတော့မြန်မာအသင်းရဲ့တိုးတက်မှုလက္ခဏာတွေအများကြီးကျွန်တော်တို့တွေ့ရတယ်။ဖက်စတန်အားနေတဲ့အကြောင်းတိပြီးသားပဲကျွန်တော်ဘာထပ်ပြောမလဲပြောစရာမရှိဘူးလေဒီထက်ပိုကောင်းအောင်ပဲကျွန်တော်ပြင်ဆင်ရမှာနောက်ဆုံးပွဲထိုင်းနဲ့ကစားသွားတဲ့ပွဲโอเคဟုတ်ပြီထိုင်းသင်းကလူငယ်အများစုကိုခေါ်ယူတင်သွင်းလာတယ်သူတို့ရဲ့လက်ရွေးစင်အများစုမပါလာခဲ့ဘူးဒါသူတို့ကိစ္စကျွန်တော်တို့ကိစ္စမဟုတ်ဘူးကျွန်တော်တို့ကိစ္စကကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဘယ်လိုသွားမလဲဆိုတဲ့အပိုင်းကျွန်တော်တို့တွေကန်ခေခဲ့တယ်ဆိုတဲ့အချက်ကလည်းညှင်းလို့မရဘူးမလေးနဲ့ပွဲမှာလည်းကျွန်တော်တို့အများကြီးကန်ခေခဲ့တယ်ထိုင်းနဲ့ပွဲမှာဆိုရင်လည်းအပိုင်ရတဲ့အခွင့်အရေးတွေအကုန်လုံးကျွန်တော်တို့တွေဂိုးကန်ခေခဲ့တဲ့အတွက်ကြောင့်မလို့ထိုင်းကိုခြေပါကိုတော့ကျွန်တော်မရခဲ့ဘူးမင်းမအောင်ကန်သွားတဲ့အလုံးတွေတန်းပိုင်နဲ့ဝန်းနိုင်ထုံးကန်တဲ့ခေါင်းတိုက်တဲ့အလုံးတွေအများကြီးမှအများကြီးပဲနောက်ပြီးတော့ကျွန်တော်ပတ်စင်တွေကောင်းလာခဲ့တယ်နောက်ပြီးကစားသမားတူးနဲ့တူအနစ်နာခံတဲ့အပိုင်းတွေကျွန်တော်အများကြီးတွေ့လာခဲ့တယ်ကောင်းတဲ့အချက်ကိုပြောဟေ့ဆိုလို့ရှိရင်မြန်မာအသင်းကွင်းလယ်နဲ့တိုက်စစ်တောင်ပန်သွားတဲ့ပုံစံတွေကောင်းမွန်တာကိုတော့ကျွန်တော်ညင်းလို့မရနိုင်ဘူးကျွန်တော်မှ link up လေးတွေပျောက်နေတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့ဒီနီးပြလက်ထက်မှာချိန်တိုအတွင်းကျွန်တော်တို့ကစားလိုက်ရတဲ့၄ပွဲအတွင်းမှာတပွဲနဲ့တပွဲပိုကောင်းလာတယ်ဆိုတာထိုင်းနဲ့ပွဲကကျွန်တော်တို့အတွက်တတ်သိပါပဲထိုင်းလူငယ်တွေကောင်းတယ်ဒါပေမဲ့မြန်မာအသင်းကိုသူတို့တွေလူဆုံးထုံမသုံးမဲ့နဲ့ရင်ဆိုင်သွားခဲ့တယ်ပပနက်နဲ့လက်ထီဘောယူပြီးတော့ပယ်နယ်တီနှလုံးနဲ့ပဲအနိုင်ယူသွားခဲ့တယ်မြန်မာအသင်းရာဇမင်္ဂလာကွင်းကိုအိမ်ကွင်းလိုသဘောထားပြီးတော့ကစားသွားတဲ့ပုံစံတော်တော်ကြိုက်တယ်ပေါ့နော်ကျွန်တော်သဘောကျတယ်ရဲဝုန်းနဲ့ကြောက်စိတ်မရှိဘူးလွင်မောအောင်ကစားသွားတဲ့ပုံစံတွေတကယ်ကောင်းမွန်ခဲ့တယ်သူ့ရဲ့တိုးအားဘဲညာရုံးကန်တဲ့ပုံစံတွေထိမိတယ်အထူးဖြင့်သူ့ရဲ့ညာချမ်းတဲ့ဆိုင်ဘဲချမ်းသွားတာလေးကပို့ပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်တို့မြင်တယ်ဗျအကုန်လုံးပါပဲကစားသမားတူးတယောက်ချင်းစီတိုင်းကိုကျွန်တော်လေးစားတယ်ချီးကျူးတယ်သဘောကျတယ်ကောင်းတာရှိသလိုဆိုးတာလည်းရှိမှာပဲဒါပေမဲ့ဒီနီးပြနဲ့ဒီကစားသမားတွေရေရှည်ဆက်သွားရင်အံဝင်မှာဒါတော့ကျွန်တော်ညင်းလို့တော့မရဘူးဒီနီးပြရဲ့အရေးသွေးလည်းကျွန်တော်သဘောကျတယ်ကစားသမားတွေရဲ့လောအားနှုံးလည်းကျွန်တော်သဘောကျတယ်ထိုင်းတဲ့ပွဲမှာမောင်လင်းသာပါလာခဲ့ရင်ဆိုတဲ့အတွေးလေးတစ်ချက်ပဲကျွန်တော်ကောင်းထဲမှာရေးသက်တွေနီးတူပဲအားမလို့အားမရဖြစ်တဲ့အပိုင်းလေးရှိတယ်ကျွန်တော်မှလည်းမျိုးဆက်သစ်တွေရှိပါတယ်ဒီမျိုးဆက်သစ်တွေကိုလည်းကျွန်တော်တို့နေရာပေးရမယ်ပြီးတော့ရင်ပြည်တွင်းမှာ National League တစ်ခုတည်းနဲ့ကျွန်တော်တို့တွေမပြည့်စုံဘူး Youth National League နဲ့လည်းမပြည့်စုံဘူး Garus တွေနဲ့လည်းမပြည့်စုံသေးဘူးကျွန်တော်တို့တွေနှစ်စဉ်နှစ်တိုင်းចောင်းပွဲတွေနောက်ပြီးသွားလို့ရှိရင်ဘယ်လိုပြောရမလဲကျွန်တော်အရင်တုန်းကလို့ပေါ့ဗျာရက်ွက်ပေါင်းစုံမြို့နယ်ပေါင်းစုံနောက်ပြီးတော့ပြည်နယ်နဲ့တိုင်းတွေဒီလိုမျိုးပွဲတွေအများကြီးဆက်မပြတ်ကျွန်တော်တို့လုပ်ပေးနိုင်ဖို့တော့ပို့ပြီးတော့လိုအပ်တယ်ကျွန်တော်တို့မှာမျိုးဆက်သစ်ကုန်ချမ်းတွေရှိတယ်ဒီထက်ပို့ပြီးတော့ရှိစေခြင်းနဲ့ပို့ပြီးတော့လည်းရွေးထုတ်ဖို့အတွက်အများကြီးလိုအပ်ပါတယ်ဘလို့ပဲဖြစ်ပါကျွန်တော်တို့တွေမြန်မာအသင်းကျွန်တော်ဟွန်တိုင်းဖလားကတော့အုပ်စုဆင်ဟာထွက်လိုက်ရတယ်ဒါပေမဲ့အသင်းတိုင်းကိုတော့မြန်မာပါလဲဆိုတာကျွန်တော်လက်မထောင်ပြနိုင်ခဲ့တယ်ကျွန်တော်အားနေချက်အားသာချက်တွေလည်းသူတို့တွေးခဲ့တယ်အိမ်ကွင်းမှာကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်တယ်လို့အဝေးကွင်းမှာလည်းမထင်မှတ်တဲ့ရလက်တွေကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကျွန်တော်တို့မှရှိခဲ့ပါတယ်ကျွန်တော်မှဂုံးမသွင်းနိုင်တဲ့ပွဲဒီဟွန်တိုင်းက၄ပွဲမှာထိုင်းတဲ့တပွဲပဲရှိတယ်ကျန်တဲ့ပွဲတွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တို့တကိုးနှစ်ကိုးအထက်ကျွန်တော်တွင်းခဲ့တဲ့ပွဲတွေလည်းရှိပါတယ်ဘာဖြစ်ဖြစ်မြန်မာအသင်းရဲ့တွားနေတဲ့ပုံစံလေးကတော့ကျင်းတဲ့ဆရာကောင်းတယ်ဟာဘယ်လိုပြောရမလဲပြန်ပြီးတော့ကျွန်တော်တို့ပြန်တိဆောက်နေရတဲ့ကာလတွေကအများများတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်အန်ဒါဆန်လက်ထက်မှာနောက်ထပ်တစ်ခုကျွန်တော်ပြန်လဲတိဆောက်ပါမယ်မကြခင်မှာလည်းမြန်မာ National League ပြိုင်ပွဲတွေပြန်လာတော့မယ်ဆိုတော့ဒီပြကြီးအန်ဒါဆန်ပွဲတွေလိုက်ကြည့်မယ်ပွဲတွေလိုက်ကြည့်ရင်လည်းမှာသူကြိုက်တဲ့သူတွေခေါင်းခောက်ပြီးတော့
သူ့စိတ်ကြိုက်သီးသန့်ရွေးထုတ်ပြီးတော့အသင်းသစ်မဖြစ်လာနိုင်ဘူးလားဆိုတဲ့အချက်ကိုလည်းကျွန်တော်မျှော်ပါတယ်လူပြန်ဆောင်လာမဲ့အသင်းနောက်ထပ်ပြိုင်ပွဲတွေလာပါလိမ့်မယ်လာတဲ့အခါကျရင်မြန်မာအသင်းတိကျပိုကောင်းလာဖို့ပဲရှိပါတယ်လောလောဆယ်တော့ကျွန်တော်တို့အသင်းတခန်းရက်သွားပြီဒါပေမဲ့ဒီမှာရက်သွားတယ်ဆိုတာပြီးသွားတာမဟုတ်ဘူးเนาะကျွန်တော်တို့နောက်ထပ်ရှေ့ဆက်ဖို့အတွက်နောက်ကိုခြေတလန်းပြန်ဆုပ်လိုက်တာပါအဲ့ဒီခြေတလန်းဆုပ်လိုက်တဲ့အားကိုယူပြီးတော့နိပြကြီးအန်ဒါဆန်နဲ့မြန်မာလက်ရွေးစင်အမျိုးသားအသင်းဘလို့ရှေ့ခီးဆက်ကြမလဲဆိုတော့ရုပ်ရှင်ပိတ်ကားထက်မှာပဲကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်မျှော်ကြအောင်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်